အားလုံးပဲမင်္ဂလာပါခင်ဗျာ blog ပါမင်္ဂလာပြန်လဲကြိုဆိုပါရစေဒီတစ်ခါကျွန်တော်နဲ့အတူတူဒီကွာလာလမ်ပူရဲ့မြို့အတွင်းထဲမှာရှိတဲ့ Shiny Temple ကိုသွားလေကြရအောင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်ကဒီတရုတ်ဖျားเจ้าရဲ့လှပဒိတ်သက်မှုလက်ရာတွေကိုတခုတကတေချာလေးရိုက်ပြထားပေးတယ်ပေါ့နော်တေချာလေးကြည့်ရှုပေးပါအောင်ခင်ဗျာပထမတက်ကိုလဲလို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒုတိယတက်ကိုထပ်သွားကြည့်ကြရအောင်ဒါကတော့ဒုတိယထပ်ပါဘုရားကျောင်းရဲ့လက်ရာတော်ကိုလက်ရမြောက်ပြီးတော့ကြည်ရတာချက်တည်ရှိတယ်ဗျာဒါကတော့ဖះเจ้าရဲ့ဒုတိယတဲ့အတွင်ပိုင်းမှာကျွန်တော်အတွင်ပိုင်းမှာဆိုရင်ဆုတောင်းတာတွေဝတ်ပြုတာတွေလုပ်လို့ရပါတယ်ကဲကျွန်တော်တို့ဒီတတိယတက်ကိုထပ်သွားပါမယ်ဖះเจ้าကြီးရဆွစုပေါင်းတော့3တက်ရှိတာပေါ့နော်3တက်လုံးကိုတေချာပေါက်သွားလဲလို့ရပါတယ်ခင်ဗျာ
ဆိုတော့ဖះเจ้าကြီးရဲ့လှပတဲ့လက်ရာတွေကိုလည်းခန်းစားပြီးသွားပြီဆိုတော့ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ပါရစေနောက် vlog တွေမှပြန်လည်တွေ့ကြပါမယ်ခင်ဗျာ